Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကမိုးလေးလည်းအေးနေရဆိုတော့ရာသီဥတုလေးနဲ့လည်းလိုက်ဖက်ပြီးတော့ပေါ့နော်စားလို့ကောင်းတဲ့ဟင်းလေးတစ်မျိုးကိုချက်ဖြစ်ပါတယ်ရှင်ဒီဟင်းမှာဆိုလို့ရှင်တော့ဆွေဖြစ်စီလုံးဝမတုံးထားဘူးပေါ့နော်မြစ်ကလေးရယ်ပြီးတော့မြင်တဲ့အတိုင်းပဲငါးလေးရယ်ပြီးတော့ခင်းချင်သီးလေးတွေရယ်အဲ့လိုမျိုးလေးရောပြီးတော့ပေါ့နော်ချက်ထားပါတယ်ရှင်စီလည်းမတုံးပါဘူးပြီးတော့အချို့မုတ်လည်းဆိုပြီးတော့အိမ်မှာမတုံးဖြစ်ဘူးပေါ့နော်ဒါလေးကတော့စားလို့လည်းကောင်းတယ်ပြီးတော့ချင်းငဆက်ကလေးလည်းဖြစ်တယ်ပေါ့နော်ဟင်းလေးကတော့ချက်သွားပါပြီရှင်ပြီးတော့သမယာသီးလေးလည်းညှက်လိုက်တယ်ပေါ့နော်ဆိုပြီးတော့နှစ်ယောက်စလုံးကအချင်းလေးကြိုက်တယ်ဆိုတော့သမယာသီးလေးလည်းညှက်လိုက်တယ်နနမင်းလေးလည်းကြိုက်တဲ့သူတွေဆိုတော့နနမင်းလေးလည်းအုပ်လိုက်တယ်ကဲရပါပြီဟင်းလေးကမှုမွေးလေးနဲ့မှအရန်စားလို့ကောင်းတယ်ပေါ့နော်ကိုချက်ကိုကောင်းပေါ့ကဲဒါတော့တစ်မျိုးချက်သွားပြီပေါ့နော်ပြီးတော့ချက်တဲ့သူမော်လို့ကော်ဖီလေးတောက်ပါတယ်ကဲနောက်တစ်မျိုးကတော့ဆိုပြီးတော့ဇောင်းဝါးသီးငပိချက်ကလေးပေါ့နော်ဇောင်းဝါးသီးလေးတွေကတော့မနေ့ကမှမမေအိမ်ကိုအလဲလာပြီးတော့ပေါ့နော်ဇောင်းဝါးသီးလေးလာပေးသွားတာပါဒါလေးကတော့ဇောင်းဝါးသီးငပိချက်ကလေးဆိုတော့စီလေးတက်ရတယ်ပေါ့နော်စီလေးတက်ပြီးတော့အဲ့လိုမျိုးလေးငပိရည်လေးနဲ့ဒါချက်ပါတယ်ရှင်ဇောင်းဝါးသီးလေးချက်ပြီးဆိုတော့ဒီတစ်ခါတော့ဟင်းချိုလေးကိုဘူးတီဟင်္ကာလေးပေါ့နော်အချိုလေးချက်လိုက်တယ်ကေချက်ပါပြီတိုးစရာလေးရယ်ပြီးတော့ဒီမှာဇဝါသင်္ကပိချက်ကလေးရယ်ဘူးတီဟင်းချိုလေးကြာစံလေးခတ်ထားသေးတယ်ဒါလေးကတော့ရွက်တုပ်ကလေးပေါ့နော်ကဲဒါကတော့မူအေးအေးလေးမှာစားချင်တာလေးတွေကိုချက်ထားတာပါရှင်ကဲနောက်ထပ်ဘလော့လေးမှာထပ်မံပြီးတော့ဆုံတွေ့ပါမယ်နော်အားလုံးပဲတတ